အင်ဒိုနီးရှားတငါကိုနဲ့တရုတ်ရေရောက်ဒရုန်းဖမ်းမိလာတာငါဖမ်းရင်ဒရုန်းမိတဲ့အထစ်ကိုအင်ဒိုနီးရှားတငါတူကျုံလိုက်ရပါတယ်ဒီတငါကဘာလီနဲ့လုံပေါက်ကျွန်းတစ်ခုအကြားလုံပေါက်ရေးလက်ကြားနားမှာပိုက်ဆွဲရင်းထူးဆန်းတဲ့ပစ္စည်းတစ်ခုရလာတာပါပိုက်ထဲပါလာတဲ့တော်ပီဒိုပုံစံအရာဝတ္ထုကအရှည်3.9 မီတာ12ပေအချင်း9.9 မီတာရှိပါတယ်ကိုထိုက်ကိုရေခွင်းအားကောင်းတဲ့ hydrodynamic shaping design ဖွဲ့စည်းထားပြီးအနောက်မှာပယ်ထိုင်းရေရက်တောင်တွေပါပါတယ်ကိုထိုင်မှာလည်းတရုတ်အစိုးရပိုင်းရေသက်နည်းပညာထုတ်လုပ်ရေးလုပ်ငန်း CSIC China Shipbuilding Industry Corporation တက်ဆိုင်နေလာပါတယ်ဒေတာရဲတွေကဒီပစ္စည်းကြည့်ရတာရေအောက်ဆောင်ကြည့်လေ့လာရေးသုံးပစ္စည်းတွေမှာပါတဲ့လက္ခဏာတွေတွေ့ရတယ်လို့ပြောပါတယ်ဒါကလူမဲ့ရေရန် unmanned underwater vehicle တမျိုးလို့ပဲပြောရမှာပါUUV လို့ရေအောက် drone တွေကသမုဒ္ဒရာချမ်းပြင်မြေပုံလမ်းကြောင်းအခြေအနေနဲ့ရေစီးကြောင်းအနေအထားတွေလေ့လာတဲ့အခါမှာလည်းသုံးပါတယ်။စစ်ပတ်ဆိုင်ရာအရာဆိုလဲတကယ်အဖို့တန်တဲ့အချက်လက်တွေစုဆောင်းပေးနိုင်တယ်လို့ဆိုပါတယ်။ drone တွေ့တဲ့လုံပေါက်ရေလက်ကြားက view ဟာမြောက်အရေးပါတဲ့ရေနဲ့လမ်းကြောင်းဖြစ်ပြီး America နဲ့ Australia တို့ကအနီးကပ်စောင့်ကြည့်နေတဲ့နေရာလို့ SCMP မှာဖော်ပြထားပါတယ်။ Australia စီတဲ့တဲ့ပေါက်သွားတဲ့အဓိကရေလမ်းကြောင်းနားမှာ drone တွေ့ထားတာပါ။ရဲနဲ့ဘုံဖြိုခွဲတဲ့ရေကနဦးစမ်းသပ်ချက်အရဒီထဲမှာပောက်ကွဲရေးနဲ့ရေဒီယိုတက်တိကြွပစ္စည်းတွေမတွေ့ရဘူးလို့ဆိုပါတယ်။အရင်2020ဒီဇင်ဘာတုန်းကလည်းအင်ဒိုနီးရှားပင်လယ်ပြင်မှာတရုတ်ရေရောက်ဒရုန်းတွေတွေ့ဖူးပါတယ်။အဲ့ဒီအချိန်ကတောင်ဆူလာဝေစီကျွန်းတူအနားမှာငါးဖမ်းသမားလီဟာတရုတ်နိုင်ငံထုတ် Sea Wing ဟာယီလို့ခေါ်တဲ့ရေအောက်ကလိုက်တာကစီးတွေ့ဖူးပါတယ်။ analyst တွေကတော့ဒီကလိုက်တာကလုံပေါက်ရေလက်ကြားနဲ့အနီးနားရေလမ်းကြောင်းတွေရဲ့ရေပုံမီပုံလာထောက်လန်းတာလို့ယူဆခဲ့ပါတယ်။အခုတစ်ခေါက်ဖမ်းမိတဲ့ drone ကိုအသေးစိတ်ဆက်စုံစမ်းနိုင်ဖို့တော့လုံပေါက်ကျွန်းပေါ်ကမာတာရန်ရေတပ်အခြေစမ်းကိုလွှဲဖေးသွားမယ်လို့လည်းပြောပါတယ်။